မြန်မာနိုင်ငံကိုအရင်ကမြန်မာနိုင်ငံလို့မခေါ်ဘူးပြောရင်အံ့ဩကြမလားလွန်ခဲ့တဲ့1989ခုနှစ်မတိုင်ခင်အထိတော့မြန်မာနိုင်ငံကိုကမ္ဘာကရောမြန်မာကလူတွေကရောတညီတညွတ်သေးဗမာနိုင်ငံဘာမှလို့သိခဲ့ကြပါလိမ့်။ဘာကြောင့်ဗမာနိုင်ငံကနေမြန်မာနိုင်ငံလို့ပြောင်းလဲပြီးခေါ်ဆိုခဲ့ကြတာလဲဆိုတာသိကြတဲ့သူတွေလည်းရှိသလိုမသိတဲ့သူတွေလည်းရှိပါတယ်။ဒါကြောင့် Alphabet Media ကနေစူးစီးချပွေထားတဲ့ဗမာမသည်မြန်မာသူပြောင်းလဲသွားရတဲ့အကြောင်းလေးကိုရာဇဝင်မသည်မြန်မာခေတ်အထိတမိုင်းကြိုကြပါမကြမ်းလန်လောရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။ဗီဒီယိုလေးရဲ့အစမှာပြောခဲ့သလိုပဲ1989ခုနှစ်မတိုင်ခင်အထိမြန်မာနိုင်ငံလို့သိခဲ့ကြတာမဟုတ်ပဲတိမ့်ပိုက်ထားတဲ့ကိုလိုနီနယ်ချဲတို့ကနေကမ္ဘာမြေပုံတော်တော်များများနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကဘာမှဗမာလိုပဲသိခဲ့ကြပါလိမ့်ဒီအကြောင်းနဲ့ပတ်သက်တာတွေကိုဘာသာဗေဒပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ဆရာမောင်သာနုကလည်းအကျယ်တဝင်းဖော်ပြခဲ့ပူပါတယ်ဆရာမောင်သာနုရဲ့စာကနေပြီးတော့ကောက်ချက်တချို့နှုတ်ပြရလို့ရှင်တော့ဗမာဆိုတာမြန်မာနိုင်ငံရဲ့မူရင်းနာမည်လို့ပြောလို့ရပါတယ်ဗမာမျိုးတွေဖြစ်တဲ့ဗမာလူမျိုးတွေဟာမြန်မာနိုင်ငံမှာနေတယ်ဆိုတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့ခေတ်ဆက်ဆက်အသုံးအနှုန်းတွေဖိတာဖော်တာပေါ်မူတည်ပြီးမြန်မာကနေပြီးတော့ဗမာပြည်ဗမာနိုင်ငံဗမာလူမျိုးဆိုတာတွင်ကျယ်လာခဲ့တာပါ။ပြီးတော့ဒါကလည်းအဓိပ္ပာယ်တစ်ခုရှိပါတယ်။မြန်မာဟာဆိုတာကမွန်မြတ်တဲ့အချင်းနဲ့နေထိုင်တာကိုဆိုလိုတာဖြစ်ပြီးဗမာလူမျိုးဆိုရင်မွန်မြတ်တဲ့လူမျိုးလို့အဓိပ္ပာယ်ကောက်လို့ရပါတယ်။ဒါကြောင့်မလို့ဗမာဆိုတဲ့အသုံးအနှုန်းကတော်တော်လေးကျယ်ပြန့်ခဲ့သလိုတော်တော်များများကလည်းအတိအမှတ်ပြုခဲ့ကြပါတယ်။စာရီပီရဲ့မြန်မာလူတွေ့ရပေမဲ့ကဘာကတည်ပြီးအားလုံးလက်ခံခဲ့ကြတာကဗမာနိုင်ငံဆိုတာညင်းလို့မရပါဘူးကဘာကဗမာကိုဘာမှလူသိခဲ့ရတာကလည်းပဲအိန္ဒိယတွေလက်ချက်လို့ပြောနိုင်ပါတယ်ကိုလိုနီခင်နှောင်းကာလမှာပဲမြန်မာနိုင်ငံတွေကိုခြေဆန်းရောက်ရှိလာတဲ့အိန္ဒိယနိုင်ငံသားကူလီတွေကနေချစ်တီးတွေအထိဗမာတွေကိုဘာရမလို့မပီကလာနဲ့ခေါ်ကြပါတယ်သူတို့ခေါ်တဲ့အသုံးနှုန်းကလည်းပဲမြန်မာဆိုတဲ့အခေါ်အဝေါ်ကိုပဲအိန္ဒိယလိုခေါ်ဆိုတယ်လို့ပြောကြပါတယ်ဒါကိုအင်္ဂလိပ်တွေကကြားပြီးတော့လိုက်ခေါ်ရင်ကနေပဲဘာရမကနေပြီးဘာမဆိုတဲ့အသုံးဖြစ်လာပါတယ်။ပြင်သစ်ကတော့မြန်မာနိုင်ငံကိုဘာရမလို့ခေါ်ခဲ့တယ်လို့ဂျပန်ကလည်းပဲဒီတိုင်းခေါ်ပြန်ပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံအနေနဲ့ဂျပန်တန်ထွက်နဲ့ BUR မှာအာတန်ကိုထွက်တဲ့နေရာမှာရတန်ကနေပြီးတော့ရူတန်ထွက်ပြီးတော့ဘီရူမာလို့ဖြစ်သွားပြန်ပါတယ်။ဒါဟာအထောက်ထားတွေအရဗမာဆိုတဲ့အသုံးနှုန်းကဘလောက်မူရင်းဆန်လဲဆိုတဲ့အထောက်ထားတွေပါ။ဆရာမောင်သာနုရဲ့ဖော်ပြချက်မှာကြကြလက်ခံရမယ့်အချက်က We live in Burma We are Burmese We speak Burmese ဆိုတဲ့အချက်ပါပဲဆိုလိုတာကကျွန်တော်တို့ကဗမာနိုင်ငံမှာနေတယ်ဗမာလူမျိုးတွေဖြစ်တယ်ဗမာစကားပြောတယ်ဆိုတာပါပဲဗမာဆိုတဲ့အသုံးအနှုန်းချေပြန့်ခဲ့ပုံကအင်္ဂလိပ်တို့ကိုတွန်းလှန်နေချိန်ကိုလိုနီခေတ်ဆိုးကိုပြောင်းပြန်လှန်မှုကြိုးစားချိန်ကအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့တဲ့ဒို့ဗမာစီယုံကိုကြည့်ရင်လည်းသိနိုင်ပါတယ်အားလုံးလည်းအကြောင်းသင်ခန်းစာတွေမှာသင်မှုလို့ဗဇက်ထဲလဲဆွဲနေမဲ့တခင်မျိုးဟေ့ဒို့ဗမာပြည်သည်ဒို့ပြည်ဗမာစာသည်ဒို့စာဗမာစကားသည်ဒို့စကားစားတဲ့ကြွေးကြော်တန်းတွေဟာလည်းပဲတမိုင်းအထောက်အထားတချို့ဖြစ်ပါတယ်1948ခုနှစ်လွတ်လပ်ရေးရခဲ့ချိန်မှာလေ Union of Burma ဆိုတဲ့ပြည်ထောင်စုဗမာနိုင်ငံဆိုတဲ့အမည်နဲ့ဖြစ်ခဲ့ပါတယ်ကျွန်တော်ကဒီလောက်များတဲ့အချက်လက်တွေကိုစူးစီးတင်ပြနေရတဲ့အကြောင်းရင်းကမြန်မာဆိုတဲ့အသုံးအနှုန်းကပြောင်းလဲလိုက်တယ်ဆိုတာကလွဲပြီးတော့ဗမာဆိုတာလောက်မကျေပြန့်ခဲ့ဘူးဆိုတာကိုနားလည်စေဖို့ဖြစ်ပါတယ်ဆိုတော့မြန်မာဆိုတဲ့အသုံးအနှုန်းကရောမရှိခဲ့ဘူးလားဆိုတော့ရှိခဲ့ပါတယ်မြန်မာဆိုတဲ့အသုံးအနှုန်းကလည်းရှိခဲ့တယ်လို့ပြောရမှာပါဒါပေမဲ့ဗမာလောက်တော့မကျေပြန့်ခဲ့ပါဘူးဒါနဲ့ပတ်သက်ပြီးမြန်မာနဲ့ပတ်သက်တဲ့အထောက်အထားတွေက1102ခုနှစ်မှာရေးထိုးခဲ့တဲ့မွန်ကျောက်စာတစ်ချက်မှာမြန်မာနိုင်ငံကိုမာရမာလို့စလုံးပေါင်းထားတယ်လို့သိရပါတယ်။ပကံခေအင်းဝါခေစာဆိုတော်တွေနဲ့အထိမ်းအမှတ်ကျောက်စာတချို့မှာလည်းဒီလိုမျိုးသုံးတာကိုတွေ့ရပါတယ်။နောက်တစ်ချက်ကတော့အင်းဝါခေကရွှေရင်မျောဆရာတော်ရှင်ဥက္ကံတမလာရဲ့ဝနဘောဓနာတက်အိမ်မှာဆိုရင်မြန်မာဆိုတဲ့အသုံးအနှုန်းကိုတွင်ကျဲအသုံးပြုထားပါတယ်။သူစလုံးပေါင်းထားတဲ့ပုံစံဟာမာယရင်မတာမာရေးရှာမာမြန်မာဆိုတဲ့အသုံးအနှုန်းမှာထုံနှုတ်ပြရလို့ရှိရင်တော့အကျဉ်သူသည်တန်ထိုမင်းကိုမာနီတိမျက်နှိုးရက်ဤအဋ္ဌိတသွားထိုသောရှင်ကိုမျက်နှိုးရက်သောတတ္တိကြောင့်သောဇနာထိုလူသည်မြန်မာမြည်မြန်မာမင်းကိုမျက်နှိုးရက်သည်စသဖြင့်ဒီစကားလုံးတွေဟာအရှင်ဥက္ကံတမလာရဲ့အင်းကြီးထဲမှာပါတဲ့မြန်မာနိုင်ငံကမြန်မာလူမျိုးတွေအကြောင်းကိုတစည်းအစောင်းဖော်ပြထားတဲ့အထောက်အထားတချို့ဖြစ်ပါတယ်ရှင်းပြရရင်တော့အရှိကြီးမှတစ်ချက်ဖြစ်နေမှာဆိုလို့လူရင်းကိုပြောပြရရင်တော့အင်းဝါခေတ်ကစာပေတချို့မှလည်းပဲနားတက်နဲ့ရေးတဲ့မြန်မာလိုမသုံးခဲ့ပေမဲ့မတက်နဲ့ရေးတဲ့မြန်မာဆိုတဲ့သုံးလုံးတွင်ကျဲရှိခဲ့တာကငင်းလို့တော့မရပြန်ပါဘူးဆရာတော်ရှင်ဥက္ကံတမလာရဲ့ကျမ်းကိုမှလည်းမြန်မာဆိုတဲ့အသုံးလုံးဟာမြန်မာကနေမွေးစားထားတယ်ဆိုတဲ့အချက်ကိုတိတိတသာမြင်နိုင်မှာပါဒါပေမဲ့မြန်မာခေတ်မှာတော့ဗမာဆိုတဲ့အသုံးလုံးကသာပို့ပြီးတော့တွင်ကျဲခဲ့ပါတယ်ဒီအရာကဘယ်လောက်ထိတွင်ကျဲခဲ့လဲဆိုတော့လွတ်လပ်ရေးမရခင်ကာလအထိမြန်မာနိုင်ငံကိုဘာရမလို့ပြောလို့ရှိရင်နိုင်ငံခြားကသိတာလားမြန်မာလိုပြောရင်နိုင်ငံခြားကသိတာလားလို့ပြန်ပြီးတော့မေးရမှာပါမြန်မာလိုပြောလို့အဲ့ဒီခေတ်ခါကတော်တော်နဲ့မသိနိုင်ကြပါဘူး
နောက်ပြီးတော့ဒီအသုံးနှုန်းနဲ့ပတ်သက်ပြီးလူမျိုးရေးအရကြည့်ပြန်တော့လည်းပဲဗမာဆိုတဲ့အသုံးနှုန်းကလူမျိုးတစ်ခုတည်းကိုကိုစားပြုပါတယ်ဆိုတဲ့လူမျိုးကြီးဝါဒဆိုတဲ့အချက်ကထွက်လာပြန်ပါလေဒါကလည်းအပြည့်အဝမှန်နေတာမျိုးတော့မဟုတ်ပြန်ပါဘူးအစားကိုပြန်ပြီးတော့ကောက်ရလို့ရှိရင်တော့ဗမာဆိုတဲ့အသုံးနှုန်းကိုပြန်ကောက်ရရင်မြန်မာလူမျိုးတွေဟာဗျမဟာဆိုတဲ့ဗျမဟာမျိုးတွေကဆင်းသက်လာသလိုမြင့်မြတ်တဲ့လူမျိုးလို့အဓိပ္ပာယ်ရတာမို့လို့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေဟာဗမာနိုင်ငံသားအဖြစ်အကျုံးဝင်ပါတယ်ခေတ်ဆက်ဆက်တနိုင်ငံလုံးကိုစုစည်းပြီးဗမာလူပဲခေါ်ခဲ့တာမို့လို့ဒီအသုံးနှုန်းဟာတခြားသောတိုင်းရင်းသားတွေရောပါတယ်ဆိုတဲ့အချက်ကိုလည်းဆရာကြီးမောင်တာတို့ကထောက်ပြခဲ့ပူပါတယ်အားလုံးကိုအမှန်မမားစေချင်တာတခုကတော့မြန်မာလူပဲခေါ်ဗမာလူပဲခေါ်တမီတဲ့နေတရီတဲ့တောက်ရတဲ့လူမျိုးတွေဆိုတာညင်းလို့မရတဲ့အချက်ပါပဲဘာကြောင့်လဲမေးမယ်ဆိုရင်တော့မြန်မာလူမျိုးတွေဟာမြန်မာတွေကဆင်းသက်လာတဲ့ဆိုတဲ့အချက်နဲ့ပဲကင်ပေါက်ရပါလိမ့်မယ်မြန်မာဆိုတာကလည်းပဲအဲ့ဒီဗျမဟာကနေမွေးစားထားတဲ့ဇာတ်လုံးပါထိုနည်းတူပဲဗမာဆိုတာကလည်းပဲအဲ့ဒီဗျမဟာဆိုတာဇာတ်လုံးကနေပြီးတော့မွေးစားထားတာပဲဖြစ်လို့ပါပဲဒီတော့ဒီလိုအငင်းပွားစရာတွေများလာတဲ့ဗမာနဲ့မြန်မာဆိုတဲ့အသုံးနှုန်းကနေပြီးယနေ့ခေတ်မြန်မာဆိုတဲ့တခုတည်းသောအသုံးနှုန်းကိုရောက်သွားခဲ့ရတာက1989ခုနှစ်မြန်မာစစ်ဆိုးရကအရင်ကအသုံးခဲ့တဲ့ဘာမာဆိုတဲ့နာမည်ကအင်္ဂလိပ်တို့ရဲ့လွှမ်းမိုးမှုပါနေတာမို့လို့ဒါတွေကိုပြောင်းပစ်ဖို့အတွက်ကော်မရှင်တစ်ခုဖွဲ့ခဲ့ပါတယ်ဒီကော်မရှင်ရဲ့အဓိကလုံးမဲ့ကိစ္စကလည်းပဲအင်္ဂလိပ်လွှမ်းမိုးမှုပါတဲ့စကားလုံးတွေကိုမြန်မာအတန်ထွက်နဲ့နီးစပ်စေဖို့လို့သိရပြီးငကိုတုံးကရန်ကုန်ကိုရန်ကုန်ဆိုပြီးတော့အင်္ဂလိပ်တွေအခေါ်ကနေရန်နေကုန်းစင်သွားတဲ့ရန်ကုန်လို့တစ်ဖြစ်လဲနောက်ပြီးဘာမာလို့ဆိုကြတဲ့အသုံးကိုလည်းမြန်မာနိုင်ငံကိုဘာမာအစားမြန်မာလို့အစားထိုးလိုက်တော့တာပါပဲဒီကနေတစ်စင်ပဲငကိုအားလုံးကိုစုပေါင်းဗမာလို့ခေါ်တာကိုမြန်မာလို့ပြောင်းလိုက်ပြီးတော့မြန်မာနိုင်ငံမှာလူကြီးအများဆုံးနေထိုင်တဲ့မြန်မာလူမျိုးတွေကိုလည်းပဲဗမာလူမျိုးဆိုပြီးတော့တီးတန့်ပြောင်းလိုက်ပါတယ်ဒီကနေတစ်စင်ပဲမြန်မာဆိုတာကအကုန်လုံးကိုခြုံငုံပြီးတော့ခေါ်တာဖြစ်ပြီးဗမာဆိုတာကတမျိုးတည်းကိုသာကိုစားပြုတယ်ဆိုတဲ့အယူအဆကစတင်ထွက်ပေါ်လာပါတယ်ဒီအယူအဆကတော့လက်ရှိအချိန်ထိကျယ်ပြန့်နေစေပဲဖြစ်ပြီးလက်ခံသူလည်းများတယ်ဆိုရမှာပါဒါပေမဲ့တချို့သောတက်သည့်နားလေတဲ့မြန်မာနိုင်ငံကဘာသာဗေဒပညာရှင်တွေကတော့အဲ့လိုမျိုးပြောင်းလဲလိုက်တဲ့သူတွေထဲမှာတကယ်တက်ကြွနားလေတဲ့သူ၄ယောက်လောက်ပဲပါခဲ့သလိုဘသူဆန္ဒကိုမှမခံယူဘဲနဲ့ဒီအတိုင်းပဲဆုံးဖြတ်ခဲ့တာမို့လို့လိုအပ်ချက်တွေရှိတယ်ဆိုပြီးလဲဆိုကြပြန်ပါလိမည်သို့ပင်ဖြစ်ပါစေမြန်မာဆိုတဲ့နာမည်ကလက်ရှိမှာတော့အတိမတ်ပြုနာမည်ဖြစ်ပြီးအငင်းပွားစရာရှိတဲ့ဆိုပေမဲ့လည်းညင်းနေလို့လည်းမထူးတဲ့ကိစ္စမလို့ဒီမှာနေမယ်ဗမာမှသည်မြန်မာဆိုတဲ့အကြောင်းအရာလေးကိုအဆုံးသတ်လိုက်ချင်ပါ रे